လာမွေးရတိုက်တာတဲ့ဒီနေ့တဲ့အဲ့ဒါကြည့်လိုက်တဲ့အချိန်မှာနောက်ထပ်ဘယ်သူသိလဲဆိုတော့ကိုတီတွေကိုမေးဘာမှမမေးပါနဲ့ဟမ်ဟာလဲခဏအဲ့ဒီမင်းဘေးချစ်ရှာငါအဲ့ဒါဟိုဗလဲကိုရင်းစင်းကကောင်းပါလေးတွေအောင်ပြီလို့ဟောတာဟိုပတ်စံလာပြီးရအောင်ပြီလို့ surprise ကခဏရနေတယ် surprise မျောနေပြီလားမျောပါဘူးဒီနေ့တကယ်မမျောတော့တာသိလားအဲ့ရောက်တရားလေးဆိုတော့ပေးတဲ့သူပေးပြောပါကိုပေးမဲ့သူလေအရင်3နှစ်တုန်းကသူပြရအရင်ပေးတဲ့သူပေါ့နှစ်တိုင်းလိုမွေးနေ့တိုင်းဟို surprise လာမှာနေတယ် surprise လာမှာနေတယ်ဆိုတော့ပေးတဲ့သူဒီနှစ်ပေးတဲ့သူရောကိုထင်ထားတဲ့သူရှိလားကိုပေးမဲ့သူတွေရှိတာပေါ့ရှိတာပေါ့ဟုတ်ပါကြွားအောင်ပဲအဲ့လေကြွားအောင်ပဲရှိတာပေါ့နော်ဒါဆိုတော့ကိုထင်ထားတဲ့သူပဲပေါ့ဒါဆိုကိုပိုးတဲ့သူကအေးဟုတ်မချင်တာဘာလို့မွေးနေ့လက်ဆောင်မှာဟုတ်ပါကိုကြည့်ပေါ့မွေးလက်ဆောင်ရင်ကြည့်မလားမွေးနေ့ရှင်ကလက်မတုံပဲဘာဖြစ်လို့တူကတုံနေတာလဲလက်စိတ်တွေလှုပ်ရှားနေတော့စိတ်ခုန်နေတာစပစီပေါ့စိတ်တွေခုန်နေတာညတာလေးခိုင်းတာဟုတ်အပြာရောင်ကြိုက်တာလေးသိရနော်အိုးမမီလားတို့မနစ်ကောင်ပါလေငါ့ပန်းကြီးတွေပါမလုပ်ပေးနဲ့တော့လို့ပြောလိုက်သေးတယ်ဗီဒီယိုထဲမှာပြောလိုက်တာပြောလိုက်သေးတယ်အခုအဲ့ဒါပြန်သိပြီးတော့မှအခုပန်းစည်းမုတ်တော့ပဲနဲ့ဒီလိုပေးအဲ့လိုပေါက်လေးနောက်ခါကျရင်အဲ့လိုဖြီရလွယ်တဲ့ဟာပဲယူခဲ့တော့9000နဲ့အရွယ်30ဟွာဆိုတော့ဒီနေ့ရတဲ့မွေးနေ့မွေးလားမွေးရက်လေတိုက်တာတယ်ဆိုတော့ကိုမွေးနေ့မွေးလားမွေးရက်တိုက်တယ်ဆိုတာလည်းသိထားတယ်ဆိုတော့အမြဲတမ်းလိုလဲ surprise ကတချို့ဆိုရင်ကွာဒီ surprise ကိုဒီခါပေးပြီးနောက်ထပ်ပေးဖို့ဆိုတာအစီအစဉ်မရှိဘူးလေဒါဆိုတော့နှစ်တိုင်းလိုမွေးနေ့တိုင်းမှာညော်နေသေးလားဒါပေမဲ့ဒီနှစ်တော့မမျောဘူးတော့ဘာလို့လဲဆိုတော့အရင်3နှစ်တောင်ပေးတဲ့ဟာတိသွားတယ်ကွာတိသွားတော့3နှစ်ပြည့်အောင်လုပ်ပေးတာတဲ့အဲ့လိုပြောလိုက်တယ်ကွာပြောလိုက်တော့ဒီနှစ်တော့မမျောတော့ဘူးလေပေးတဲ့သူမမျောတော့ဘူးအေးမမျောတော့ဘူးမပေးတော့ဘူးကွအောင်မိတာဒါပေမဲ့အခုလည်းသူပဲလားဟုတ်ပါမလားအန်ကြီးပါဒီလေဟုတ်မှာပေါ့ဆိုတော့ဝင်းနေမခွဲကြီးစုံလေးဒါချစ်ဆုံးဒါမမကြီးဒါမှအဲ့ဆိုရင်တော့ဒီမှာတော့အမှားစာပြောထားအမှားစာတော့ပြောလိုက်တယ်အမြဲတမ်းတော့အမှားစာတော့အမြဲတမ်းရေးပေးနေကြဆိုတော့လေဝင်းနေကိတ်ခွဲပြီးမှအမှားစာပြောပြမယ်အေးခုနထားစင်ဝိုင်းကွာမပေးတဲ့သူသိသွားပြီသိသွားပြီဆိုဒီနှစ်တော့မပေးတော့ပါဘူးဆိုပြီးအပြ surprise ဟောလို့ဒီမှာတမီးကိုချစ်တဲ့သူပေါ့ရှင်းစရာကသူများတာမန်သူတွေတက်ကိုကအမြဲတမ်းထူးခြားနေရမှာဝက်သက်လာတွေကိုရတယ်စမနာရောဖြစ်လာဝင်းနေတိုင်းပို့နေရတယ်ကဲဝင်းနေခွဲမဲ့မီးလာလေမေးလာအောင်မေးရောခွမေးလာလေမေးလာလုံးဝစားလို့ရလားကိုစားလို့ရတယ်နေပါဦးခွဲအောင်နေဦးကျဘာလဲတဲ့တိုင်နေငါခေါ်တာဦးငါအဲ့မေးဒီလားဝင်းနေမှာဝင်းနေမွေးလားမွေးရတိုက်တာတဲ့မမရမသိဘူးဘာကိုထောင်းတင် Happy birthday to you Happy birthday to you Happy birthday dear Chamai Happy birthday to you ဒီရဆောင်ကြမှာကိုမကြီးတက်ရှိကြမှာပါစေချစ်တဲ့ကိုတွေအမားတွေအမေတွေကအကူအထားရတဲ့သမီးလေးပါလေးဖြစ်ပြီးတော့မှနောက်နှစ်ပေါင်းများစွာထိတယောက်တည်းအကောင်းမွန်ဆုံးတောက်ပနိုင်တဲ့အမျိုးသမီးလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်တယောက်တည်းဖြစ်ပါစေဒီဖို့လို့ရပါဘူးတယောက်တည်းဘယ်လိုလုပ်ကြည့်ပါလဲဆွေးပြပါစေနေရပဲဒီ
မျိုးလို့ကြီးမှာမို့လို့လားတယောက်တည်း တယောက်တည်းနေ မွေးနေ့မွေးလာမွေးရတိုက်တယ်ဆိုတော့ ဟာပဲစိတ်ဝင်စား ဆိုမနစ်ကဘာဟိုပန်းစည်းတွေပါရင်ကြိုက်ဦးဘာညာပေါ့နော်အဲ့ဗီဒီယိုကြည့်ပြီးတော့မှအခုဒီနှစ်က ပြော ပ လိုက် န်း သေး စည်း ရဲ့လေးတမီး ပန်းစည်းမဟုတ်တော့ဘဲနဲ့ဝေယူတွေမျိုးလေးလုပ်ပေးရဆိုတော့ဒါထူးထူးခြားခြားလေးဖြစ်သွားပါတော့ဆိုတော့ဒီမှာလည်းအမှားစာလေးပါထားပါသေးတယ် Happy birthday ပါအငယ်ဆုံးလေးရေတဲ့ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေတဲ့အရာရာကိုအကောင်းဆုံးရင်ဆိုင်နေတဲ့သူတယောက်လေးဖြစ်ပါစေတဲ့ပျော်နေရလေးပဲတွေ့ရင်ကျင်တတ်ပါတယ်အငယ်ဆုံးလေးရေတဲ့တယောက်တည်းအတောက်ပဆုံးနဲ့ရှောင်းလန်းနိုင်ပါစေလို့ပဲဆုတောင်းကြပါတယ်အခုလိုမွေးနေ့ surprise လေးနဲ့အတူတဲ့မွေးနေ့ရှင်လေးပျော်နေပါစေတဲ့မွေးနေ့ surprise လေးမျှော်နေတယ်မှတ်လားတဲ့ ညောပါ မျှော်နေရဆိုတာတော့သိပါတယ်တဲ့မလိမ္မာနဲ့တဲ့အပြင်မှာမပြောပြဘူးဆိုပေမဲ့စိတ်ထဲကတော့မျှော်နေမိလိမ့်မယ်လို့ထင်ပါတယ်တဲ့မွေးနေ့တိုင်းမှာပျော်စရာတွေအရောက်ပို့နိုင်ခဲ့လို့ကျင်နှံ့မိပါတယ်ငယ်ဆုံးလေးရေတဲ့မမေကိုလည်းအကောင်းမွန်ဆုံးပြုစုဆောက်ရှောက်နိုင်တဲ့သမီးလေးဖြစ်ပါစေတဲ့မွေးနေ့ရစပြီးတော့မှကြန့်ရှိနေတဲ့အတိုင်းမှာကိုယ်စိတ်နှစ်ပါးလုံးအေးချမ်းပါစေလို့ဆုတောင်းပေးပါတယ်နော်တဲ့အမွေအဝေးရောက်နေတဲ့အငယ်ဆုံးလေးကိုအမြင်အပတ်ရနေမယ်လူတယောက်ပို့လိုက်တဲ့ surprise နဲ့အတူဒီနေ့မွေးနေ့မွေးလာမွေးရက်ကနေပြီးတော့မှပျော်ရွှင်စရာအမှတ်တရနေ့လေးအဖြစ်ကျန်ရပါစေလို့ဆုတောင်းပေးပါတယ်နော်တဲ့ မွေးနေ့မွေးလေမွေးရ ကျေးဇူးတင်ပါတယ် မွေးနေ့မွေးလာမွေးရက်တိုက်တယ်ဆိုတော့လေကဲအဲ့တော့ ဒါပေမဲ့အဲ့အမှားစာလေးကိုတော့တကယ်ဟိုကြားလိုက်ကြတာနဲ့အပျော်ရှင်ဆုံးပဲကွာဒီလားကျန်တာတက်ဆိုင် ဆိုတော့ကိုအတွက်အမြဲတမ်းဘာပဲပြောလေကိုမွေးနေ့ကိုဘယ်လိုပဲဖြစ်ဖြစ်ဒါကိုချစ်တဲ့သူဆိုတာကဟာပျော်ရွှင်မှုလည်းအမြဲတမ်းဖန်တီးပေးတတ်ကြတယ်လေဖန်တီးပေးတတ်ကြအခုဒါဟိုပေါ့ကိုဖေးနာမရှိနေတဲ့အမေတွေအမတွေအမှတ်မရတာတော့မဟုတ်ဒါပေမဲ့အမြဲတမ်းတော့ပျော်ရွှင်မှုတွေအမြဲတမ်းပေးနေကြတယ်လေပေးနေကြတယ်ဆိုတော့ဒီနေ့ကိုချစ်တဲ့သူတွေကလည်းဒီလိုမျိုးပဲမွေးနေ့မွေးလာမွေးရတိုက်တော့ပျော်ရွှင်မှုအပတ်တရားလေးတွေဖန်တီးပေးရဆိုတော့လေဒီနေ့ surprise ပို့ပေးတဲ့သူကိုကိုအမတ်တရလုပ်ပေးတဲ့အတွက်ဟိုကွာကိုစိတ်ထဲမှာသိတဲ့သူဖြစ်စေမသိတဲ့သူဖြစ်စေ surprise ဆိုတာကတော့ကိုကိုရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုပေးတာပေါ့နော်အဲ့တော့ဟို surprise ရဲ့အနှစ်သာရကိုမသိဘဲနဲ့ခံစားရတဲ့ feel တွေကတော့ပို့ပြီးတော့မိုက်တယ်အဲ့တော့ကိုမသိသေးချင်မဲနဲ့ပို့လိုက်တဲ့ဒီ surprise လေးနဲ့တူပေါ့နော်သူရောအခုအဝင်ကနေပြီးတော့ပို့ပေးတဲ့သူရောမိုင်းနေနဲ့ဒီနေ့ဗာပြန်မှာလိုက်ချင်းသေးလဲဗာအမှားသာပြန်ပါလိုက်ချင်းသေးလဲ အေးဒီလိုမျိုးလေးလုပ်ပြီးတဲ့အတွက်အရန်နဲ့ကျေးဇူးတင်တယ်လို့ဒါပေမဲ့သိနေရနော်ပို့တယ်လို့ ဟောပို့တဲ့သူလည်းသိတယ် အရန်နဲ့ချစ်တယ်လို့သိလားလောက်ကိုင်းနေလဲစင်ပြပါစေဒီထက်လည်းအများကြီးပေးနိုင်ပါစေ ကဲဟုတ်ပါပြီအဲ့တော့ဒီနေ့ကပို့ပြောတယ်အရင်နေ့တက်ဒီနေ့ပို့ပြောတယ်လို့ခံစားရတယ်နော်အရင်နေ့ကဆိုရင်ဘယ်သူလဲပါလဲအဲ့လိုမျိုးဖြစ်နေမှာဒါဆိုပို့တဲ့သူကိုကိုယ်စိတ်ထဲမှာတော့သိနေတယ်ဆိုတော့လေသမီးတို့ကတော့မသိဘူးမသိတာပဲကောင်းပါတယ်မသိတာပဲကောင်းပါတယ်ဆိုတော့ဘာဖြစ်လို့ဆိုကိုကဘယ်လိုပြောရမလဲဟို surprise ဆိုတာကကိုမသိဘဲနဲ့စိတ်လှုပ်ရှားပြီးကိုပို့ပေးရတဲ့အတွက်ကိုကတော့ပြောဒီ3နှစ်လုံးလုံးအခုပို့တဲ့နှစ်တွေရောမှာဟိုညီမတို့မသိထားဘူးလေမသိထားပေမဲ့ surprise ဖြစ်တယ်မွေးနေ့ရှင်ကပျော်ရွှင်တယ်တစ်ဖက်သူကလည်း surprise ရဲ့အနှစ်သာရကိုအပေါ်လွင်ဆုံးဖြစ်စေခြင်းလို့ဒါသူမသိတဲ့ဒီလန်းနေနဲ့ဒါမှပြီးတော့မှအရောက်အောင်ပို့ပေးရတာဆိုတော့လေအဲ့တော့မွေးနေ့ရှင်လေးလည်းပြောနေမယ်လို့ထင်ပါတယ်အဝေးကနေပြီးတော့မှဒါညီမတို့ယုံကြည်စွာနဲ့အလုပ်အတဲဒါ surprise အတဲကဲအဲ့တော့ကဲဒီနေ့ထပ်ပါလိုက်မှာကျင်သေးတာဒီနေ့ surprise ပို့တဲ့သူ သမီးရောမေးရပါစုတောင်းလို့ ကျမကတန်းလာပါလေအဲ့ဒီကမှလည်းမျိုးစု တန်တိုင်းကြီး ခလုံးမှုစုမကြီးပါလေစုမခလုံးဆက်ပါလာမပြေဝေးပါလေတန်နိုင်အောင်လို့စောင်းနိုင်တော့ပါလေသူတို့ကောင်းတဲ့သူတို့မှလည်းကိုယ်နဲ့ကိုဖြစ်ပါကြီး ဒီရက်ရှိနေပြပါစေမေးတဲ့ကျမ်းမှာပါစေချမ်းသာပါစေခေါ်မယ်ဒီမာလီလာလေ ဒါမျိုး အလားကြီးအမိယာဆိုတော့ဒီကမူနေရမသိတယ်လား
မေ့ညာနေရမကောင်းလို့မေ့ညာဘာမှတော့ အဲ့တော့ဒီနေ့ညီမလေးကိုဗာစစ်တယ်လေးရောဟုတ်တယ် ကျမချမ်းသာပါစေရောအနေကပေးရှင်ပါအမေကိုလည်းအလုပ်ကျွေးပြနိုင်တဲ့သမီးကောင်းရတနာလေးဖြစ်ပါစေ အမေကိုလူသေးပြနိုင်တဲ့တတိကောင်းရဲ့နာလေးဖြစ်ပါစေတဲ့ ပြေးတဲ့ဆုနဲ့ပြေးပါစေမမကြီးတွေတက်မှာပါစေချမ်းသာပါစေဟောကိုစားလိုက်အောင်မယ်နော် စားပါရဲ့မြက်ပုံမယ်လို့ ကဲကိုမကြီးလည်းမွေးနေ့မှာပြောရှင်ပါစေ ပြေးတဲ့ဆုနဲ့ပြေးပါစေ ကဲမွေးနေ့ရှင်အမကြီးခွန်ပေးလိုက်တယ်နော်ဟို surprise တိုက်တဲ့မကြီးကိုစားခွန်ပေးလိုက်ပါတယ်မကြီးတဲ့ဗီဒီယိုကြည့်ပြီးတော့ပြောနိုင်တယ်လို့ထင်ပါတယ်ဟုတ်ပါ ဆိုတာပြောလိုက်ကိုလားဖြစ်တတ်ကြတာပဲလေခိုင်မစိတ်တက်ကိုမွေဘယ်လုံးပဲပြောရှင်ပါလေနိုင်မလေးအိမ်မလေးမလာပါလေတောင်းတဲ့ဆုနဲ့ကြည့်ပါစေပြောရှင်နေနိုင်ပါလေ ဒီနေ့မွေးနေ့တော့နေရာအတိုင်းဆုံး နေသုံးလေးဘယ်သူခေါ်ရလဲပြော ဖြစ်တယ်ဖြစ်တယ် Don't